Yiri Mego, a storage room contain a table. Table, a cat who them as we're going to push it. So we're going to the conchide, no? So we're going to conchide. I is a we're going to 2 sheets, South 7 essentially, nothing she. A cat room them are table, chile, item as house in the push it. Item to a Mira G let the chassis. No, Mira let the chassis. M-I-R-R-O, Mira. Mera ye DB Ali DB ye diabale so ye boat view okay boat sheet SACLV sheets နှစ်မျိုးရှိရပါဒါ DB အဲ့နော်ဒါ boat sheet ဒါဘာဖြစ်လဲဆိုမေးတာ DTP လားအဲ့တော့ဒီမှာအခန်းထဲမှာ DB ရှိတယ်နောက်ပြီးတော့စာအုပ်စင်နှစ်ခုရှိတယ်အဲ့အခန်းထဲမှာပါဝင်တာ DB တစ်ခုရယ်စာအုပ်စင်ကနှစ်ခုရယ်နောက်ပြီးတော့ဘာဖြစ်လဲဆိုရင်မှန်တစ်ခုရယ်အဲ့တော့ table ရဲ့ weight ကဘယ်လောက်လဲဆို table ရဲ့ weight က table ရဲ့ weight เนาะ weight of table ပေါ့ TABLE table ကဘယ်လောက်ရှိလဲဆိုရင်18ပေါင်ရှိတယ်နောက်ကစာအုပ်စင်ရဲ့ weight က42ပေါင်အဲ့ဒါဆို E လို့ပါတယ်အဲ့ဆိုရင် boat sheet တခု E စင် E boat sheet ပေါ့ BOOK boat SAEL sheet boat sheet စာအုပ်စင်တစ်စင်ကို42ပေါင်စာအုပ်စင်က2စင်ဆိုတော့ weight of boat sheet BOK boat SELV ရဲ့ရှိ weight of boat sheet သူကစာအုပ်စင်က2စင်ရှိတာဒီမှာ2စင်2စင်ရှိတော့2 into 42ဆိုတော့နောက်ဖြစ်2နဲ့ဒီ4နဲ့ဒီရှိ84ပေါင်နော်2 into 42ကမှန်လေဒါ2စင်ကို42ပေါင်စာအုပ်စင်က2စင်ရှိရဆို2နဲ့မြောက်ဟုတ်လားနောက်က meter weight of meter MIRRO meter weight of meter ဘယ်လောက်လဲ18ပေါင်18ပေါင်အဲ့လောက်ရှိရဒါဆိုရင် total do the item in the storage room ထဲမှာဒီ storage room ကြီးရဲ့ weight ကိုလို့ကျွန်တော်အကုန်လုံးပေါင်းမပေးရဘူးလားပေါင်းပေးမှာပေါ့ဒီကစာအုပ်စင်ရဲ့ weight ရဲ့ meter ရဲ့ weight ရဲ့ table ရဲ့ weight ကဘယ်လောက်ရှိရအောင်38ပေါင် table ရဲ့ weight က38ပေါင်ရနော်အဲ့တော့ပေါင်းပေးမှာtable weight က38ပေါင်စာအုပ်ရှင်က42ပေါင်2စင်ဆိုတော့84ပေါင်နော်နောက်တစ်ခါဒီက meter ရဲ့ weight က18ပေါင်ပေါင်းလိုက်မယ်အဲ့တော့ဟုတ်လားကိုယ့်တစ်ပေါ်တင်ဟုတ်လားဘယ်လောက်ရှိလဲပို့ပြီးတော့139ပေါင်เนาะအဖြေရပါလဲ139ပေါင်ပဲเนาะ